ပွဲကရှုံးမွက်ထက်စားလို့ရှိရင်အဲ့ထက်ပိုကောင်းတဲ့ရလဒ်တစ်ခုတော့ယူသင့်ခဲ့တဲ့အခြေအနေမှာရှိတယ်။ဝင်းနိုင်ထွန်းရဲ့ကန်ချက်တာဂိုးဝင်ခဲ့ရင်ကျွန်တော်တို့ဒီပွဲ AAC ဖြစ်နိုင်တယ်ဒီလိုမျိုးပေါ့။နောက်တစ်ခုကကျတော့မြန်မာအသင်းမှာအားနည်းတဲ့နေရာ2နေရာရှိတယ်။ဒါကဘာလဲဆိုတော့မြန်မာအသင်းရဲ့ညာတောင်ပန်တိုက်စစ်နဲ့မြန်မာအသင်းရဲ့ဘယ်ချမ်းကန်စစ်ဒီ2နေရာကအားနည်းတယ်။မြန်မာအသင်းရဲ့ညာတောင်ပန်တိုက်စစ်ကလည်းအစောပိုင်းအချိန်တွေမှာဒါကောင်းအောင်မုံကစားနိုင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့အခွင့်အရေးတွေရနိုင်တယ်။မြန်မာအသင်းရဲ့ဒီကျွန်တော်တို့ပေါ့နော်ဒီဘယ်ချမ်းကန်စစ်ကကျွန်တော်တိုက်စစ်လိုက်ပါမှုလည်းအားနည်းတယ်။ကန်စစ်မှာဆိုလို့ရှိရင်လည်းဒီပြိုင်မဲ့ကစားသမားကိုထိန်းချုပ်တဲ့နေရာမှာသူတို့ပေါ့နော်ဒါပြောမယ်ဆိုလို့ကျွန်တော်မနှဲကိုစ조사ပြီးလုပ်နေရတယ်ဆိုတော့ပုံစံမျိုးလေးတွေလည်းကျွန်တော်တို့မြင်ရတယ်အဲ့တော့ပြောမယ်ဆိုလို့ရှင်တော့မြန်မာအသင်းကလက်ရှိဒီနီးပြတစ်နဲ့မှာကျွန်တော်ပုံစံလေးတစ်ခုကတော့ပေါ်နေရလို့ကျွန်တော်ခံစားရတယ်ပြောမယ်ဆိုလို့ရှိရင်တော့အသင်းမှာလိုအပ်နေတဲ့နေရာဆိုလို့ရှင်တော့ကျွန်တော်အဲ့2နေရာမြင်တယ်ဒီပွဲမှာအဲ့2နေရာကိုတော့အဓိကထောက်ပြခြင်းတယ်အဲ့ဒီ2နေရာအတွက်လူသစ်ကစားသမားတွေရှိလို့ရှိရင်လည်းဒီလူသစ်ကစားသမားတွေကိုအခွင့်အရေးပေးတဲ့နဲ့ဒီပွဲစဉ်ရဲ့ပွဲပြီးကန်ဒီမှာလည်းဒါကိုမြင်ရတယ်ပြောမယ်ဆိုလို့ရှင်တော့ဘောလုံးမှာကဒီလိုအရာမျိုးကလည်းကျွန်တော်လိုအပ်လာပြီဆိုလို့ရှင်တော့လောက်ရမယ့်အရာလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်မင်္ဂလာပါမင်္ဂိုကျူ Football Official ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်မြန်မာနဲ့မလေးရှားအသင်းတို့ပွဲစဉ်ရဲ့ပွဲပြီး3သက်ချက်ပါဒီပွဲမှာတော့ကျွန်တော်တို့မလေးရှားအသင်းကပေါ့နော်မြန်မာအသင်းကို2ဂိုး2ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်ကျွန်တော်တို့ဒီပွဲကိုပြောမယ်ဆိုလို့ရှင်တော့ကြီးကောင်းတဲ့ပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်ကတော့ပြောချင်တယ်အဲ့တော့ဒီပွဲမှာကျွန်တော်တို့ဒီမြန်မာအသင်းရဲ့ပွဲထွက်လူစင်းပေါ့မြန်မာအသင်းရဲ့ပွဲထွက်လူစင်းကိုကျွန်တော်သဘောကျတယ်ပဲကျွန်တော်ကတော့ပြောချင်တယ်ကျော်မင်းဦးရဲ့မြက်ကောင်းခန့်ရဲ့မောင်မောင်လွင်ရဲ့ကွင်းလက်ကိုကျွန်တော်သဘောကျတယ်အရင်ကမြန်မာအသင်းရဲ့ကွင်းလက်တွေထက်ပို့ပြီးတော့ဖန်တီးနိုင်စွမ်းနေကျွန်တော်တို့ပေါ့နော်ဒါတိုက်စစ်ကူးပြောင်းနိုင်စွမ်းနေပို့ပြီးတော့မြင့်လာတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်အဲ့တော့ကျွန်တော်ပြောချင်တာကဒီကွင်းလက်ကျွန်တော်ကြိုက်တယ်ဒီကွင်းလက်နဲ့ရှစ်ပွဲတွေဆက်သွားပြောမယ်ဆိုလို့ရှိရင်တော့အသင်းရဲ့ကစားပုံကတော့သူ့ပုံစံလေးတစ်ခုကတော့ရနေမှာဗျကျွန်တော်တို့ဒါကိုကျွန်တော်တို့အများကြီးမျှော်လင့်လို့ရတဲ့ကွင်းလက်တစ်ခုလို့ကျွန်တော်ကတော့ပြောချင်တယ်အနီးပြသစ်လက်ထက်မှာကျွန်တော်တို့ဒီရာကောင်းလာတယ်နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဒီဝင်းနိုင်ထုံးကိုတောင်ပန်တိုက်စစ်မှာထုတ်ပြီးတော့ကစားတာသူ့ရဲ့တိုးအားရုံအားတွေကောင်းတယ်ဒါပြိုင်ဘက်ခံစစ်ပိုင်းကအလုပ်ရှုပ်ပါတယ်အဆုံးသက်ပိုင်းပိုကောင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပို့ပြီးတော့ကောင်းမှာပါအဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့မြန်မာအသင်းမှာဒီအရာတွေကတော့အရင်ခါတက်စားလို့ရှိရင်ပို့ပြီးတော့ကောင်းလာတဲ့အရာတွေလို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ကျွန်တော်တို့ဒီပွဲစဉ်ကိုပြောကြမယ်ဒီပွဲစဉ်မှာတော့ဒီပေါ့မလေးရှားကပွဲစားနဲ့တင်ကစားတယ်မလေးရှားကသူတို့ရဲ့ဒီပေါ့နော်ဒါထိန်းချုပ်ကစားတဲ့ပုံအောက်ကိုရောက်သွားမလားဆိုတဲ့ပုံစံမျိုးနဲ့တင်ကစားတယ်ဒီလိုချိန်ဒီမျိုးမှာဒီမြန်မာအသင်းရဲ့ဒီတုံ့ပြန်ကစားတဲ့ပုံစံကလည်းတော်တော်ကောင်းတယ်နောက်တစ်ခုကကျွန်တော်မြန်မာအသင်းကကျွန်တော်တို့ပေါ့နော်ဒါစ조사ပြီးကစားတဲ့အရာတွေလည်းကျွန်တော်တို့မြင်ရတယ်ဒီလိုမျိုးကစားနေရင်ကျွန်တော်တို့ပေါ့နော်ဒါမလေးရှားအသင်းကတိုက်စစ်စင်နဲ့ဘောလုံးတွေကျက်နေပြီဆိုလို့ရှိရင်လည်းဘောလုံးကိုပြန်ပြီးတော့ရှင်းသွားအောင်မြန်မာအသင်းပုံဖော်သွားတဲ့အရာလေးတွေကလည်းမစိုးဘူးလို့ကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်ပြောချင်တာကဒီလိုမျိုးကစားနေရင်ဒီပွဲစဉ်ကမလေးရှားတို့သိပ်ပြီးတော့မလွယ်ကူတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာတယ်ဒါကိုလည်းဒါသူတို့ကိုယ်တိုင်လည်းသိတယ်ဒီလိုမျိုးကစားနေရင်ကျွန်တော်တို့ဥဆောင်ကိုစပြီးတော့ရသွားတယ်ဒါမြန်မာအသင်းကဥဆောင်ကိုစရတယ်အဲ့ဒီနေရာမှာဆိုလို့ရှိရင်ဒီပွဲကျွန်တော်တို့ကဒီပွဲစဉ်မှာကျွန်တော်တို့ချီးကျူးရမယ့်ကစားသမားရှိတယ်ဒါကတော့မျက်ကောင်းခံပဲမြက်ကောင်းခန့်နဲ့ကျွန်တော်ဒီကျော်မင်းကိုအတွဲကောင်းတယ်မြက်ကောင်းခန့်ရဲ့ကျွန်တော်တို့ပေါ့နော်ဒါဒီပွဲမှာဆိုလို့ရှင်ဒါပေးပို့ပုံတွေတော်တော်ကောင်းပါတယ်ပထမဂိုးကလည်းသူ့စီရပဲစတာဒါပေမဲ့ကျွန်တော်တို့ပေါ့နော်ဒါအဲ့သူ့စီရစတဲ့ဘောလုံးကဒါသူကန်သွင်းဖို့ပဲသူ့စီပဲပြန်ပြီးတော့ရောက်လာတယ်ဒီလိုချင်းဒီမှာသူသွင်းသွားတယ်မြန်မာအသင်းတကိုးဂိုးမရှိတဲ့ပွဲကိုဥဆောင်လိုက်တယ်အဲ့ဒီနေရာမှာမြန်မာအသင်းရောက်သွားတဲ့ဂိုးကသူမှုလို့ဂိုးရတယ်လို့ကျွန်တော်ကတော့မြင်တယ်ဗျသူသာမဟုတ်ဘူးဆိုလို့ရှင်တော့ဒီဂိုးကရချင်မှရမှာဘယ်လိုမျိုးလဲဆိုတော့ဒီမြက်ကောင်းခန့်ဆိုတဲ့ကစားသမားကဘောလုံးပညာကောင်းတယ်ဘောလုံးအုံနောက်ပြည့်ပြောမလို့ဆိုတော့ကျွန်တော်ဘောလုံးစကေးပြည့်တဲ့ကစားသမားတူပေါ့အဲ့တော့ဒီလိုမျိုးရတဲ့နေရာချင်းချင်းလေးတောင်မှသူကသွင်းကိုတကူယူနိုင်တယ်ဗျဒီပွဲစဉ်မှာသူ့ရဲ့ခြေစွမ်းအောင်ကျွန်တော်မဖြစ်မနေအသိမှတ်ပြုရမယ်သူ့ရဲ့သွင်းကိုဆိုလို့ရှိရင်လည်းသူမှုလို့ရောက်သွားပြီးတော့ဒါအစင်တန်းရှိတဲ့သွင်းကိုတကူလို့ကျွန်တော်ကတော့ပြောချင်တယ်ဒီပွဲစဉ်ရဲ့ပထမပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့နှစ်သင်းလုံးကအခွင့်အရေးကတော့အတူတူပါပဲအခွင့်အရေးအတူတူတွေရတယ်ဒီနေရာမှာမြန်မာအသင်းမှာဘာမြင်လဲဆိုတော့မြန်မာအသင်းရဲ့တိုက်စစ်ကစားသမားတွေကတော့ကျွန်တော်တို့ဒီဘောလုံးကစားတဲ့နေရာမှာအခုထပ်ပို့ပြီးတော့ပါနှက်ဖို့လိုတဲ့အရာတွေရှိပါသေးတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီပေါ့နော်ဒါမလေးရှားအသင်းရဲ့ကိုသမားရဲ့အမှားကနေပြီးတော့ကိုယ့်အသင်းကအပိုင်ခွင့်ရေးပြန်ရမယ်အနေထားဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ပေါ့နော်ဒါအထောင်တိုက်စစ်ကစားသမားကဒီဘောလုံးကိုဝင်ပြီးတော့ထိန်းတယ်တကယ်ဆိုလို့ရှိရင်သူကဒီဘောလုံးကိုဝင်ပြီးတော့ထိန်းစရာမလိုဘူးကျွန်တော်တို့ဒီမြက်ကောင်းခန့်ဘောလုံးရသွားပြီဆိုလို့ရှိရင်သူကတခြားဘက်ကိုခွဲထွက်ရမယ်ပုံစံမျိုးပါဒါပေမဲ့သူကဝင်ပြီးတော့ထိန်းလိုက်တဲ့ခါမှာကျွန်တော်တို့ကလူကျွန်းအနေထားဖြစ်သွားတယ်ဒီလိုအခြေအနေမျိုးပေါ့အဲ့တော့ပြောချင်တာကဒီမြန်မာအသင်းရဲ့တိုက်စစ်ကစားသမားတွေကတော့ဒါပို့ပြီးတော့ပါနှက်ဖို့ကတော့လိုသေးတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ဒီပထမပိုင်းမှာဆိုလို့ရှိရင်လည်းဒါပေါ့နော်မလေးရှားအသင်းကဒီပယ်နတီတောင်းတဲ့အရာတွေလည်းမြင်ရတယ်ကျွန်တော်တို့ VAR ပြန်ကြည့်ခိုင်းတာပေါ့ဒါပေမဲ့ဒီအခြေအနေတွေကလည်းဒါပယ်နတီတော့မဟုတ်ပါဘူးဒီအရာလေးတွေကိုလည်းကျွန်တော်တို့မြင်ရတယ်ဒီလိုနဲ့ပထမပိုင်းပြီးကန်ဒီမှာဒီကျွန်တော်တို့ပေါ့နော်ဒီမြက်ကောင်းခန့်ရဲ့တကယ်ကောင်းမွန်တဲ့ပေးပို့မှုတစ်ခု
ကျွန်တော်ထပ်ပြီးတော့မြင်ရတယ်အပိုင်အနေထားကိုဒါဝင်းနိုင်ထွန်းကန်တယ်တိုင်ထိပြီးတော့ထွက်သွားတယ်ပေါ့ဗျာအဲ့ဒီလုံးသာဂိုးွားမယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကကျွန်တော်တို့ဒီမြန်မာအသင်းအတွက်တော့အေးစစ်စစ်တော့ဖြစ်သွားမှာပါဒါပေမဲ့အဲ့လုံးကတော့မဂိုးွားတဲ့အခါမှာတော့ဒီပွဲစဉ်မှာဒီလိုမျိုးဖြစ်သွားတာကပဲဒီလိုမျိုးအကြောင်းအရာကြောင့်လို့တော့မှကျွန်တော်တို့ဒါပေါ့နော်တချို့ဒါပြောမယ်ဆိုလို့ရှိရင်လည်းပြောလို့ရပါတယ်အဲ့တော့ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းမှာဆိုလို့ရှိရင်တော့ဒါနှစ်သင်းလုံးကတိုက်စစ်တင်ကစားတယ်တိုက်စစ်တင်ကစားတဲ့အခြေအနေဒုတိယပိုင်းမှာကျွန်တော်တို့ပို့ပြီးတော့မြင်လာရတယ်အလိုအခြေအနေမျိုးမှာပဲတောင်းကန်ဘောကနေတဆင့်ဒီမလေးရှားအသင်းကခြေပါကိုရသွားတယ်ကျွန်တော်ပြောချင်တာအဲ့ဒီခြေပါကိုပေးလိုက်ရတဲ့အနေအထားကတော့အရန်ပေါ့ပါတယ်အသင်းကအရန်ပေါ့လို့ခြေပါကိုပေးလိုက်ရတာအဲ့ဒီခြေပါကိုမပေးခင်အထိကိုကျွန်တော်ဒီမလေးရှားနဲ့မြန်မာမှာဒီမြန်မာအသင်းကပိုကောင်းအောင်ကစားနိုင်နေတာခြေပါကိုကတကယ်ကိုကျွန်တော်တို့ဘောတော့ဒါမထင်မဖဲနဲ့ပေးလိုက်ရတဲ့ကိုတစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်ဒီခြေပါကိုပေးလိုက်ရတဲ့အနေအထားကကိုယ့်ရဲ့ကစားပုံပေါ့တာကြောင့်ပေးလိုက်ရတဲ့အနေအထားလို့ကျွန်တော်ကတော့မြင်တယ်ဒီလိုနဲ့တကိုးဖြစ်သွားတယ်တိတ်မကြခင်မှာပဲပနက်တီထပ်ပေးရတယ်ဒီပနက်တီကတော့ဘာမှပြောစရာမရှိပါဘူးကျွန်တော်တို့ပေးရမယ်ပနက်တီပါဒီမလေးရှားအသင်းရဲ့ဒီပေါ့နော်တောင်ပန်တိုက်စစ်ကစားသမားတွေစမာရက်ထင်တယ်ဒီကစားသမားကိုကျွန်တော်တို့မြန်မာအသင်းရဲ့ဒီဘယ်ချန်ကန်စစ်ကပွဲချိန်တစ်လျှောက်လုံးကျွန်တော်တို့လုံးဝမထိနိုင်ပါဘူးလုံးဝကိုမထိနိုင်တာပါအဲ့လိုအနေထားကနေပြီးတော့သူဘာပေါ့နော်ကျွန်တော်တို့ဒါရှင်ပြေးဖို့မလွယ်တဲ့အနေထားမှာဖြတ်လိုက်တယ်ပနက်တီဖြစ်သွားတယ်မလေးရှားအသင်းကဒုတိယကိုရသွားတယ်အဲ့ဒီသွင်းကို2ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ပွဲကစားချိန်9မိနစ်လောက်ပဲရှိတယ်ပွဲကစားချိန်9မိနစ်လောက်မှာမြန်မာအသင်းကကျွန်တော်တို့ပေါ့နော်ဒါပြောမယ်ဆိုလို့ရှိရင်တော့ဒါ9မိနစ်လောက်လေးမှတင်ရှုံးပွဲတစ်ပွဲဖြစ်သွားတော့မှကျွန်တော်တို့ပြောလို့ရတယ်အဲ့ဒါနဲ့ဒါကျွန်တော်တို့ဒီမလေးရှားက2-1နဲ့ပွဲကိုဥဆောင်လိုက်တယ်ကျွန်တော်တို့နောက်ပိုင်းမိနစ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်နောက်ပိုင်းမိနစ်တွေမှာဒီမြန်မာနဲ့မလေးရှားမှာကျွန်တော်တို့မြန်မာအသင်းကပို့ပြီးတော့တိုက်စစ်တင်ကစားတဲ့အသင်းဖြစ်သွားတယ်မလေးရှားကတော့သူတို့ရတဲ့ဂိုးကိုပဲဒါသူတို့ပေါ့နော်ဒါအနိုင်ဂိုးကိုပဲသူတို့ထိန်းချုပ်သွားပြီးတော့သူတို့ဒါရမှတ်3မှတ်ယူသွားခဲ့တယ်ပေါ့အဲ့လိုနဲ့ပဲဒါဒီပွဲမှာတော့ကျွန်တော်တို့မလေးရှားက2ဂိုး1ဂိုးနဲ့နိုင်သွားတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီပွဲစဉ်မှာဘာတွေလိုအပ်လဲအစောပိုင်းမှာတော့ဒီပွဲစဉ်မှာကောင်းတဲ့အရာလေးတွေဒါလေးတွေရှိရလို့ပြောပါတယ်ဒီပွဲစဉ်မှာကကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒီပွဲစဉ်မှာအသင်းက9မိနစ်လောက်လေးနဲ့ကျွန်တော်တို့ရှုံးပွဲတစ်ပွဲဖြစ်သွားတာဖြစ်တယ်အဲ့တော့ဒီပွဲကရှုံးပွဲထက်ဆလို့ရှိရင်အဲ့ထက်ပိုကောင်းတဲ့ရလဒ်တစ်ခုတော့ယူသင့်ခဲ့တဲ့အခြေအနေမှာရှိတယ်ဝင်းနိုင်ထွန်းရဲ့ကန်ချက်တာဂိုးဝင်ခဲ့ရင်ကျွန်တော်တို့ဒီပွဲ AAC ဖြစ်နိုင်တယ်ဒီလိုမျိုးပေါ့နောက်တစ်ခုကကျတော့မြန်မာအသင်းမှာအားနေတဲ့နေရာ2နေရာရှိတယ်ဒါကဘာလဲဆိုတော့မြန်မာအသင်းရဲ့ညာတောင်ပန်တိုက်စစ်နဲ့မြန်မာအသင်းရဲ့ဘယ်ချန်ကန်စစ်ဒီ2နေရာကအားနေတယ်မြန်မာအသင်းရဲ့ညာတောင်ပန်တိုက်စစ်ကလည်းအစောပိုင်းအချိန်တွေမှာသာကောင်းမွန်မွန်ကစားနိုင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့အခွင့်အရေးတွေရနိုင်တယ်မြန်မာအသင်းရဲ့ဒီကျွန်တော်တို့ပေါ့နော်ဒီဘယ်ချန်ကန်စစ်ကကျွန်တော်တိုက်စစ်လိုက်ပါမှုလည်းအားနေတယ်ကန်စစ်မှာဆိုလို့ရှိရင်လည်းဒီပြိုင်မဲ့ကစားသမားကိုထိန်းချုပ်တဲ့နေရာမှာသူတို့ပေါ့နော်ဒါပြောမယ်ဆိုလို့ရှိရင်တော့မနှဲကိုစ조사ပြီးလုပ်နေရတယ်ဆိုတော့ပုံစံမျိုးလေးတွေလည်းကျွန်တော်တို့မြင်ရတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့မြန်မာအသင်းကလက်ရှိဒီနီးပြသစ်နဲ့မှာကျွန်တော်ပုံစံလေးတစ်ခုကတော့ပေါ်နေရလို့ကျွန်တော်ခံစားရတယ်ပြောမယ်ဆိုလို့ရှိရင်တော့အသင်းမှာလိုအပ်နေတဲ့နေရာဆိုလို့ရှိရင်တော့ကျွန်တော်အဲ့2နေရာမြင်တယ်ဒီပွဲမှာအဲ့2နေရာကိုတော့အဓိကထောက်ပြခြင်းနဲ့အဲ့ဒီ2နေရာအတွက်လူသစ်ကစားသမားတွေရှိလို့ရှိရင်လည်းဒီလူသစ်ကစားသမားတွေကိုအခွင့်အရေးပေးတဲ့နဲ့ဒီပွဲစဉ်ရဲ့ပွဲပြီးကန်ဒီမှာလည်းဒါကိုမြင်ရတယ်ပြောမယ်ဆိုလို့ရှိရင်တော့ဘောလုံးမှာကဒီလိုအရာမျိုးကလည်းကျွန်တော်လိုအပ်လာပြီဆိုလို့ရှိရင်တော့လောက်ရမယ့်အရာလိုပဲကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့ဒီပွဲကိုပြောမယ်ဆိုလို့ရှိရင်တော့ဒါမြန်မာအသင်းရှုံးသွားတဲ့အခါမှာတော့ဒါကျွန်တော်တို့ဒါပြောဆိုမှုတွေကလည်းထုံးစံအတိုင်းရှိမှာပဲတစ်ဖက်ကပွဲကိုတေချာကြည့်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ဒီရှုံးပွဲကရှုံးခဲ့တယ်ဆိုပေမဲ့ပုံစံလေးတစ်ခုကိုတော့ကျွန်တော်တို့မြင်ရတယ်ဒီထက်ပိုပြီးတော့လည်းရလက်ကောင်းတဲ့ပွဲစဉ်တစ်ပွဲဆိုပြီးလည်းခံစားမိမှာပါကျွန်တော်ကတော့ဒီလိုပဲပြောချင်ပါတယ်ဘာပြောအဖွင့်ပွဲမှာရှုံးသွားတာကတော့သိပြီးတော့ဗောနော်ဒါပရိသတ်တွေအတွက်ကတော့အဆင်ပြေမှာမဟုတ်ဘူးဒါပေမဲ့ဒီပွဲစဉ်ကရှုံးခဲ့တယ်ဆိုပေမဲ့လည်းအကောင်းဆုံးတော့စ조사ကစားခဲ့တယ်ဆိုတဲ့အရာလေးတွေကိုတော့မြင်ရမယ်လို့ထင်တယ်ကိုရီသာအခွင့်အရေးတွေကိုပို့ပြီးတော့ဂိုးဖြစ်ပြောင်းလဲနိုင်ခဲ့ရင်ဆိုတဲ့အတွေ့အကြုံပရိသတ်တွေတွေးနေမယ်လို့ထင်ပါတယ်။ Okay ပါဒါကတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့အမြင်ဖြစ်ပါတယ်။ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါကိုယ်ပိုင်အမြင်လေးရှိလို့ရှိရင်လည်းပြောပြပေးသွားလို့ရပါတယ်။ဗီဒီယိုကတော့ဒီလောက်ပါပဲ။ကျေးဇူးတင်ပါတယ်။